ဘလို့ဖြစ်နေတာတော့လို့အလုံးမင်္ဂလာပါဒီတငယ်ရင်းနေပေါ့နော်ဒီကမ်းခြေကိုပြောပြသားထွက်လာဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ကိုကြီးပါကိုနာမည်မေးတော့ပြောပါလားနာမည်ကိုသားချေပြပါတယ်ငါတတူနေတာထူတာတတူကဒီနေ့ပဲထူရပါတယ်ကျွန်တော်တော့ဒီလိုရဲမလုပ်ဖြစ်တာကြာပြီပေါ့နော်ဒီနေ့မှကျွန်တော်ငယ်ရင်းနေဒီဘက်ကိုထွက်လာရင်ဒါဗီဒီယိုလေးတိုက်ဖြစ်တာပါပြပါဘလို့ဘလော့ရိုင်နေပေါ့ကျွန်တော်ဟိုမှာတင် YouTube မှာတင် YouTube မှာတင်လေဟုတ်ကဲ့ကျွန်တော်တော့သားလေးပါလို့အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကိုပဲနေရာကျွန်တော်ရောက်နေတယ်ပြောပေးပါဦးခီကျွန်းပြောပေးပါခီကျွန်းဆလုံကျွန်းဖြစ်ပါတယ်နောက်ဖက်ကြောင်နောက်ဖက်ကန်းရှိဆလုံကျွန်းရဲ့ပေါ့နော်ဒီနေရာတော့ဟိုနောက်ဖက်ကန်းကြီးပေါ့နော်ဒီရောက်နေတယ်အဲ့မှာပါနော်ဆလုံကျွန်းပြောမှဆိုရင်ဗျာဒီဆလုံကျွန်းထဲမှာဆိုလို့ရှိရင်ဒီအနောက်ဖက်ကန်းကြီးတော့ကျဲနော်လာရဲမှာပါဗျာပြောရကိုဘာကြီးဆွဲနေကိုကျွန်တော်မိုးတက်ခဲ့အပါဒီလားဘာကြီးလဲကိုတားရှိမွေးနေတယ်ဗျာဟောရှင်မွေးနေအခုနားရှိကိုဂျိုးပြလိုက်အာဟုတ်ပြီโอเคဆိုတော့ဒီ vlog လေးကဒါဒီနေ့ဒါကျွန်တော်ညီကိုတွေကပေါ့ပါလွတ်လပ်လေးပေါ့နော်နည်း funny လေးတော့ဖြစ်နေပါလိမ့်မယ်အဲ့တော့တီးခံမကြပါဘူးဗျာအညာတော့ပြောနေတာတခုကကျွန်တော်တို့အရင်ချောနေတာဟုတ်တယ်နော်အရင်ချောနေအားနဲ့ချောတာချောနေအားနဲ့ချောတာအဲ့တရားဥမှာကြည့်တယ်မှာကြည့်တော့ကျွန်တော်ပကြီးရလဲပြောရမယ်ဆိုဗျာမရေးပြပါဘူးတိတ်ပြီးဒီရပိုင်းနဲ့ပါကျွန်တော်ဘာမှမလုပ်ဖြစ်သေးဘူးဗျာပကြီးရလဲပကြီးရတော့ကျွန်တော်ဗျာပြောရရင်ဒီ YouTube မှာအကြကျွန်တော် demonstration တွေလေအဲ့လိုမျိုးကျွန်တော်အခုတင်လာဆိုလို့ရှိရင်6ပို့လောက်လို့ရှိရင် short ရည်တယ်ပြင် subscribe တွေ like တွေလုပ်ပေးရလို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel တွေကိုလည်းကျွန်တော် supporting page နဲ့ဆိုရင်တော့ဖြစ်ခေါင်းလောင်းလေးပဲထိပ်ပေးတာဘေးကခေါင်းလောင်းလေးကိုလည်းထိပ်ပေးတာပါဦးလေနော်ဟာဟိုပဲကျွန်တော်နှစ်ယောက်လမ်းလျှောက်လိုက်ရှောက်လိုက်နေဟိုဘက်အဆောင်ဆောင်ရောက်တော့ဒီမှာဒါကတော့ဒါကျွန်တော်ကောင်းပါလေးတော့မဟုတ်ဘူးလေကျွန်တော်ရဲ့ညီမလေးပါကျွန်တော်ဒီပိုင်ရှိဘာမှပိုင်ရှိတယ်လို့ရေးရနော်ဟုတ်တယ်ပိုင်ရှိတယ်လို့ရေးရအဲ့တော့ကျွန်တော်ပိုင်ရှိဆိုပိုင်ရှိနဲ့တော့တွေ့ရအောင်ဆောင်းလို့ဘာလို့ပြန်နေကြီးလေးပြန်မယ်ကိုပြန်မယ်โอเคဗျာဒီချောမှာကြောက်လို့ဘလို့ဖြစ်နေတာတော့လို့အခုလည်းကျွန်တော်ကင်မရာမင်းကြီးကငါ့ဟိုဗျာသူကကျွန်တော်သိပေါက်လည်းပြောက်နေထိုးလည်းပြောက်တော့တော့မင်းဟိုလားတော့ရှေ့တော့ပါဦးမယ်ဟုတ်ရဗီဒီယိုဟွာရဟွာပါတယ်ဗီဒီယိုဟွာတာဘယ်လိုညဗီဒီယိုပကြီးဆွဲမလို့လားဟာတော့ကဘယ်လိုဗီဒီယိုပကြီးဆွဲမှာလဲဟာကိုအဲ့လိုအပင်မခေါ်လေကိုနော်ဥပဒေမှာမပြောလေအာဥပဒေနဲ့ညီးနေပြီဒါတော့ကျွန်တော်ခေါက်လာခုလက်ရှိဘယ်လိုလဲဆိုတော့ဒီကောင်ကကိုယ်ပင်မဟုတ်တော့ပါဟာကိုမဟုတ်လေကိုဒါကျွန်တော်တက်တော်ပြုံးသေးဥပဒေနဲ့ဒါညီးစွန်းနေတယ်ကိုစင်မပြေဘူးတော့ကိုပြင်ရပါဦးနော်စင်မပြေဘူးတော့ကိုစင်မပြေတော့စင်မပြေတော့ကဲကိုအဲ့ဆိုရင်တော့လည်းပြောပြအောင်ဗီဒီယိုလေးကတော့ပြီးပါပြီဒီကောင်တော့ကိုတီးပါဗျာဒါပေမဲ့ဒီဘက်ကောင်ကျတော့ကိုတီးပါပဲအောက်ကပါသေးတယ်ဗျအဲကိုတီးပါပဲလို့အောက်ကလည်းကိုတီးပါပဲအောက်ကလည်းကိုတီးပါပဲကဲကိုဗီဒီယိုလေးကတော့ဟုတ်ကဲ့နော်ဒီလောက်ပါပဲလို့ကဲတော့ဗီဒီယိုလေးကဒီလောက်ပါပဲဟုတ်ကဲ့ပါတို့တခြားဆုံးတော့ကဲအဲ့ဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲဟုတ်ကဲ့ပါအားလုံးပဲနောက်ထပ်ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ထပ်ပြီးအားပေးကြပါဦးလို့ကဲအဲ့ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးဟုတ်ကဲ့ပြီးပါပြီတကယ်ပြီးပါပြီကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကဲကိုအဲ့ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကတော့ဟုတ်ကဲ့ပြီးပါပြီတကယ်ပြီးပါပြီနော်ဆိုရင်တော့ကျွန်တော်ဖဏပါပြတ်သွားပါပြီကျေးဇူးတင်ပါတယ်လို့ဟာဆက်လို့မရတော့ဘူးမရတော့ဘူးလေကိုလှုပ်ပလိုက်တော့โอเคအဲ့ဆိုရင်ကျွန်တော်ထားခဲ့ပါပြီထားခဲ့ပါပြီbye bye 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 bye